အားလုံးပဲမင်္ဂလာပါကျမနာမည်ကတောင်းမေရီလို့ခေါ်ပါတယ်ကျမအခုလီဆူဓမ္မတက်ဂရုမှာဒီ music ထင်းထင်းချင်းအလုပ်ကိုအဓိကလုပ်ပြီးတော့ဖြန့်ဖြူးပါတယ်ပေါ့ဒီနေ့ဆိုရင်တော့ကျမတို့ music တွေဘယ်လိုယူမလဲဆိုတဲ့ဟာကိုကျမအနေနဲ့အနေငယ်မျှဝေသွားမှာဖြစ်ပါတယ်ဒါလီဆူဓမ္မတက်ဂရုရဲ့ခြံဝင်းမှာဖြစ်ပါတယ်ကျမတို့ music ယူတဲ့နေရာနေရာရှိရပေါ့နော်စိုက်တဲ့နေရာပေါ့အဲဆိုဒီကျောင်းရဲ့ခြံဆိုမှတက်နေရာရှိသေးတယ်ရိုးလို့ခေါ်ပါတယ်ဒါကြတော့လီဆူဓမ္မတက်ဂရုရဲ့ကျောင်းဝင်းမှာကျမတို့စိုက်ထားတဲ့မျိုးဖြစ်ပါတယ်အဲဆိုဒီနေ့က6မျိုးရှိတယ်ပေါ့နော်အဲ့ဒီမှာမျိုးယူလို့ရတဲ့အပြင်တွေကို3မျိုးရှိတယ်ကျမကြည့်တော့လေ3မျိုးယူလို့ရပြီပေါ့နော်တချို့ကမရသေးဘူးအဲ့ဒါကိုကျမဘလိုမျိုးကမျိုးကောင်းမျိုးတက်ကျမတို့ယူတင်တယ်လဲဘလိုမျိုးကမယူတင်ဘူးလဲဆိုတဲ့ဟာကိုကျမအနေနဲ့ဒီနေ့လက်တွေ့ရိပ်ပြီးမှလုပ်ပြသွားမှာဖြစ်ပါတယ်ရိပ်ပြမှာဖြစ်ပါတယ်ပေါ့နော်မျိုးစေ့ရွေးချယ်တဲ့ဟာကိုကျမလက်တွေ့ရိပ်ပြီးမှပြသွားမှာဖြစ်ပါတယ်တစ်မျိုးယူမယ်ပေါ့နော်နောက်တစ်မျိုးကကျမတို့မုံကြီးစိမ်းဒါဆိုရင်မုံကြီးစိမ်းပေါ့သူဆိုရင်လည်းတော်တော်လေးဝင်းမဲ့နေပြီပေါ့နော်အဲ့ဆိုသူဆိုအကုန်လုံးရိပ်လို့ရပြီကျမတို့ဒါတောက်လျှောက်အကုန်လုံးရိပ်လို့ရပြီပေါ့သူဆိုရင်လည်းကျမတို့အစစ်သေးလေးဖြစ်တဲ့အတွက်အပေါက်မပါတဲ့ဟာစကောနဲ့ပေါ့နော်အဲ့လိုမျိုးတက်နိုင်ရင်တော့လင်ပန်းရှိလဲလင်ပန်းပေါ့ဒါမှမဟုတ်လဲမိုးကာလေးနဲ့ခင်းပြီးယူလဲပိုကောင်းတယ်အဲ့ဆိုတော့အစစ်လုံးကအလေလွင့်မရှိတော့ဘူးနော်ဒါကျမခုလောဆယ်စကောနဲ့ပဲယူထည့်ပြီးမှယူမှာဖြစ်ပါတယ်ပေါ့အဲ့ဆိုဒါကတော့မုံညင်းထဲမှာအုပ်စုအမျိုးမျိုးရှိတယ်ဒီမုံညင်းကမုံညင်းအယိုးပြားအညွန့်စားတော့မဟုတ်တချို့ကအဖူးစားလို့ပြောပါတယ်ပေါ့ဒါပြင်းလို့ရဲ့အခေါ်ဝေါ်ဖြစ်ပါတယ်အဲ့ဆိုတော့ဒါဆိုအကုန်လုံးဝါနေပြီဖြစ်တဲ့အတွက်ယူလို့ရပြီပေါ့နော်ဒီဟာကိုမနေ့ဆော့ဆော့ယူရင်ပိုကောင်းပါတယ်ဒီမျိုးကိုရောပဲအဲ့ဆိုကျမယူမယ်ပေါ့ဟိုအရှည်ရနေမယူဘူးဆိုတန့်စင်ရခက်လို့အဲ့ဆိုကျမတို့ဒီအစစ်တွေရဲ့အောက်မှာပေါ့နော်ဒီလက်မှာလက်ကင်ပြီးမှဖြည်းဖြည်းချင်းပဲညှက်ယူမှာပဲတို့ကက်ကြီးနဲ့တော့တိတ်တော့အစင်မပြေဘူးပေါ့အဲ့ဆိုကျမဒဇင်းနဲ့ပဲရိတ်မှာဖြစ်ပါတယ်နော်အဲ့ဆိုဘာပုံမြန်ပါတယ်စကောတော့တက်နိုင်ကြီးလေးဆိုရင်ပိုကောင်းပါလေတချို့စိမ့်တဲ့ကျမမယူသေးဘူးတချို့စိမ့်တဲ့ရပါတော့ဒီလိုပဲဒါကိုယူပြီးတော့ကျမတို့လမ်းလိုက်ယူပဲပေါ့နော်ဒါတော့ဒီနေ့ကျမတို့ယူပြတဲ့မျိုးစေ့ယူတဲ့ဖြစ်စဉ်ပေါ့နော်ဖက်ချူရဲ့ဒါဆိုမုံကြီးစေးခုနပထမကြည့်ယူတဲ့ဟာကြတော့မုံကြီးဖြူပေါ့၃မျိုးဘယ်လိုယူရတယ်လဲဆိုတဲ့ဟာကိုကျမအနေနဲ့လက်တွေ့ရိပ်ပြသွားတာဖြစ်ပါတယ်လို့